Hello everyone 大家好ဒီနေ့ Bangkok က M Sphere Shopping Mall မှာ Under the Castle ဆိုတဲ့ World Class Haunted House တရေအိမ်ကြီးနဲ့ပတ်သက်ပြီးတော့လေဈေးရောင်းတဲ့ booth လေးတွေ့ခဲ့ရပါတယ်။ Halloween theme နေနဲ့ decoration လုပ်ပြီးတော့မုံတွေ accessories တွေအစုံပဲဝယ်လို့ရပါတယ်။ပစ္စည်းတွေကစုံပြီးတော့ဈေးရလည်းပုံမှန်ပဲဆိုတော့တချို့ကျောင်းတွေအလုပ်တွေဆိုလို့ရှိရင်လေ Halloween day မှာ Halloween ဝတ်စုံလေး with accessory လေးဆင်ရတာမျိုးတွေလည်းရှိရောအခုတွေကကြိုဝယ်ထားခြင်းနဲ့ဆိုလို့ရှင်သွားဝယ်လို့ရပါတယ်ဆင်းရတော့လေဒီရွှေအိုးယူကြည့်ပြီးတော့ Chinese herbal tea ဝယ်တော့ဖြစ်ပါတယ်ဒီဆိုင်မှာက free tasting လည်းလုပ်လို့ရတော့ကိုကြိုက်တဲ့အရာသာလေးမြည်ကြည့်ပြီးဝယ်လို့ရတာပေါ့နော်တောက်လို့ကောင်းတာနဲ့ပဲဆိုင်ဘက်မှာဖွင့်လဲလို့မြည်ကြည့်တော့မရှိဘူးတဲ့ဒီမှာပဲ booth နဲ့ခဏလာဖွင့်တာတဲ့အဲ့တော့ဒီကိုရောက်ဖြစ်လို့ရှင်ဒါလေးကို try ကြည့်နော်ဒီ booth လေးတွေနဲ့တရေအိမ်ဝင်လို့ရတာက2025 November လ9ရက်နေ့ကနေပြီးတော့ October လ2ရက်နေ့ထိပဲရှိမှာပါအသက်16နှစ်နဲ့အထက်ဆိုလို့ရှင်ဝင်လို့ရပါတယ်တရေအိမ်ဝင်ဖို့လက်မှတ်တွေကိုတော့ Ticketmelon website ကနေပြီးတော့ဝယ်ယူနိုင်ပါတယ်ရှင်